ဒီဗီဒီယိုဖေးရှင်လာမဲ့တွေ့လိုက်ပေါ့နော်တွေ့ပြီးတော့ပဲ48နာရီအတွင်းဘာဖြစ်မလဲပေါ့အဓိကဒီချိန်မှာဒီဗီဒီယိုကြည့်နေတဲ့သူကဘယ်လိုခံစားနေရလဲဆိုတော့48နာရီအတွင်းသိရမယ့်အဖြစ်တစ်ခု24နာရီ48နာရီအတွင်းပေါ့နော်သိရမယ့်အဖြစ်တစ်ခုအပေါ်ကိုကောင်းမလားဆိုးမလားကြားလိုက်မဲ့နမိတ်ကိုစောင့်စားနေတယ်ဆိုတဲ့အနေအထားတစ်ခုမှရှိလိမ့်မယ်ရင်ခုန်နေတဲ့ပေါ့နော်အခုချိန်မှာတော့ဘာမှမသိသေးဘူးဒီအဲ့ဒီအဖြစ်ကဘယ်လိုဖြစ်မလဲဆိုတော့လုံးဝခံမလို့မရသေးဘူးတော်တော်လေးရင်ခုန်နေတယ်ဆိုတဲ့အနေအထားမှာရှိလိမ့်မယ်အဲ့ဒီလူကလည်းပန်းရောင်အဖြူရောင်အပြာရောင်အနက်ရောင်တွေနဲ့ပတ်သက်နေလိမ့်မယ်ကော်ဖီတောက်နေတဲ့အချိန်နေကြာစီစားနေတဲ့အချိန်ကြားလုံးငုံနေတဲ့အချိန်မျိုးပီကဆိုင်နေတဲ့အချိန်မျိုးအဓိကပြောချင်တာကတော့ဒါတွေးတောပြီးတော့ပေါ့နော်စိတ်ထဲမှာပဲနည်းနည်းလေးလံနေတယ်ဆိုတဲ့အနေထားဗျကော်ဖီတောက်နေမယ်နေကြာစီစားနေမယ်ကြားလုံးဝါးနေမယ်ပီကေဝါးနေမယ်ပြီးရင်ရလိုက်မယ့်အဖြစ်ပေါ်တော်တော်လေးရင်ခုန်နေတယ်ဆိုတဲ့အနေထားမှာရှိလိမ့်မယ်အဲ့လိုရှိနေတယ်ဆိုလို့ရှိရင်ဒါကြည်သွားလို့ရတယ်ဗျတိုက်ဆိုင်နေဆိုလို့ရှိရင်ပေါ့နော်ဒါ48နာရီ24နာရီအတွင်းဘယ်လိုနမိတ်ကိုဖြစ်လာမလဲကောင်းမလားဆိုးမလားဆိုတော့ကျွန်တော်ကြည့်ပြီးမယ်လက်ဆောင်ရလိမ့်မယ်ဗျနမိတ်ကတော့လက်ဆောင်ရလိမ့်မယ်ပြီးတော့အဓိကပြောချင်တာကငယ်ချစ်ဦးသို့မဟုတ်ငယ်တငယ်ချင်းငယ်အပေါင်းအသင်းဒါငယ်ကျွန်းဆွေတွေပေါ့နော်အဲ့လိုမျိုးကိုယ့်ရဲ့ငယ်ပေါင်းကြီးဖို့တွေနဲ့ပတ်သက်တဲ့အရာမျိုးအဲ့ဒီလူတွေနဲ့အဲ့ဒီမိဘသို့မဟုတ်ဆွေမျိုးတငယ်ချင်းအဲ့လိုမျိုးအပေါင်းအသင်းမိတ်ဆွေတွေနဲ့အဓိကငယ်ဘွားနဲ့ပတ်သက်တဲ့လူမျိုးတွေနဲ့တွေ့ပြီးတော့လက်ဆောင်ရမယ်သို့မဟုတ်စကားကောင်းသတင်းကောင်းရပါလိမ့်မယ်လုံးဝကောင်းတဲ့နမိတ်ဖြစ်ပါတယ်ခင်ဗျပြီးတော့နောက်ဆက်တွဲကကြတော့နည်းနည်းလေးတင့်နေကတော့ဒါကိုစိတ်ကအရင်လေးလံနေတာမျိုးပေါ့နော်ဘလို့လေးလံရလဲဆိုတော့ဒီရှေ့မှာစောင့်နေခဲ့တယ်ဗျာရင်ခုန်နေတယ်စောင့်နေတယ်အဖြစ်ကောင်းမလားဆိုးမလားမသိဘူးဆိုပြီးတော့အဲ့လိုမျိုးစောင့်နေတာအကြောင်းကိုစိတ်နဲ့ပဲကိုတိုင်ပတ်နေတယ်ပေါ့နော်လေးလံနေတယ်အဲ့တော့အိတ်ဆက်အနာယူလို့ရတယ်ခဏလောက်စိတ်ကို relax ဖြစ်ဖို့လိုတယ်ပေါ့နော်ဒါတင့်ရဲ့နမိတ်ကတော့ကောင်းတယ်ဗျာနော်ဒါငယ်ဘွားအမတ်တရားတွေနဲ့ပတ်သက်တဲ့လူမျိုးမိတ်ဆွေမျိုးအကြီးအကဲတွေမျိုးသို့မဟုတ်ဒါမိဘဆွေမျိုးအတိုင်းအဝိုင်းအဲ့လိုမျိုးမိတ်ဆွေတငယ်ချင်းဖြစ်နိုင်တယ်အဓိကငယ်ဘွားနဲ့ပတ်သက်တဲ့လူမျိုးပေါ့နော်အဲ့လူကြီးရဲ့တည်င်းကောင်းရမယ်ပြီးတော့တည်င်းကောင်းရပြီးနောက်ပိုင်းတင်းအနေနဲ့short တော့မဖြစ်သွားနဲ့ပေါ့နော်အဲ့လိုမျိုးရုပ်ရက်အဲ့လိုတုံးလို့သွားတာမျိုးတော့နည်းနည်းရှိကောင်းရှိလိမ့်မယ်ဒါဆိုလို့ရှိရင်တော့ဒါစိတ်ပိုင်းဆိုင်ရာပဲဖြစ်လိမ့်မယ်အဲ့တော့ခဏအနားယူလိုက်နောက်ဆိုတော့ဘာဖြစ်မလဲနောက်ဆိုတော့ဘာဖြစ်မလဲဆိုတော့တင်းကဒီအလုတ်ကိုင်းနဲ့ဘဝရှိပေါ့နော်ဒါသူ့ဘောအခြေရပေါ့နော်ဒါအခြေမှာဆိုလို့ရှိရင်အုံနောက်နဲ့နှလုံးသားနှစ်ခုရှင်တွဲလောက်ရတာမျိုးငွေချင်းနဲ့ပတ်သက်လို့ရှိရင်လည်းငွေကြီးကတစ်ဖက်ဝါသနာတစ်ဖက်နှစ်ခုကအဲ့လိုဟန်တယ်ဖြစ်အောင်ပေါ့နော်ဒါဟန်လိမ့်လုပ်နေရတယ်ဗျာနော်ဒါညှိနှိုင်းနေရတယ်အဲ့လိုမျိုးဆိုတဲ့အနေအထားမှာရှိလိမ့်မယ်နောက်ဆက်တဲ့စိတ်ဆုံးဖြတ်စရာလေးများလာတယ်ဗျာနော်တင်ကိုယ်နဲ့ဘာလို့ဆုံးဖြတ်ရမလဲမသိဘူးဖြစ်လာလိမ့်မယ်အဲ့တော့နောက်ဆုံးမှာကကြတော့အဲ့ဒီအကုန်လုံးကန်တွယ်လိုက်ပြီဆိုလို့ရှိရင်တော့နောက်ဆုံးမှာတော့ဒါကောင်းတဲ့နမိတ်ရမယ်ဗျကောင်းတဲ့နမိတ်ကကြတော့ဒါတော်တော်လေးကြွယ်ဝတဲ့အနေထားပေါ့နော်စိတ်ချမ်းသာကြကိုတယောက်တည်းစိတ်ချမ်းသာကြမဟုတ်ဆွေမျိုးတွေနဲ့ပတ်သက်တယ်ဆွေမျိုးမိဘဒါတာသမီဆွေမျိုးမိဘဖိုးဘွားမိတ်ဆွေအဖိုးဘွားတွေလည်းပါတယ်အဲ့လိုမျိုးလူများနဲ့မိသားစုများသို့မဟုတ်အတိုင်းဝိုင်းနဲ့ပေါ့နော်ပြန်လည်ပြီးတော့ပြည်လဲသွားမယ်တင့်မြတ်သွားမယ်ဆိုတဲ့အနေထားအဲ့တော့ဒါတွေအကုန်လုံးကိုဒါ9ချက်ပေါ့နော်ကျွန်တော်ကောက်ချက်ချရမယ်ဆိုလို့ရှိရင်တင်မျောလဲစောင့်စားနေစေဆိုတဲ့အနေထားကကောင်းတဲ့နမိတ်ကိုရမှာမိသားစုအတိုင်းဝိုင်းမိတ်ဆွေရဲ့လူငယ်ဘွားနဲ့ပတ်သက်တဲ့ငယ်တွေကပတ်သက်နေတဲ့သူမျိုးတွေစီကတည်င်းကောင်းစကားကောင်းလက်ဆောင်ကောင်းရမယ်ပြီးတော့တင်အဲ့လိုတင်မှလက်ရှိဖြစ်နေတဲ့စိတ်တော့ကဖြစ်စရာလေးတွေကိုဖြေလျှော့လိုက်ပါအိတ်ဆက်အနာယူလိုက်ပါဒါစိတ်ကြောင့်ပဲဖြစ်နေတာပါပြီးတော့တင်အဲ့လိုမျိုးပတ်စံနဲ့အလုပ်ဝါသနာသို့မဟုတ်အခြေအမှဆိုလို့ရှိရင်လည်းအုံနောက်နဲ့နှလုံးသားနှစ်ခုတွင်တွဲနေရတဲ့ဆိုတဲ့အရာကိုတခြားကိုင်းတွဲပြီးတော့စိတ်ဆုံးဖြတ်စရာရှိတဲ့ဟာလေးတွေကိုလည်းပိုင်ပိုင်နိုင်ဆုံးဖြတ်ပြီးကြရင်တော့အားလုံးငကိုအတိုင်းပြန်ကောင်းသွားမှာဖြစ်ပါတယ်နော်တင်အဲ့လိုမျိုးစိုးရိမ်နေတဲ့ဟာတွေပူပန်နေဆိုတဲ့ဟာတွေကတခဏလေးပဲအချိန်တိုင်အားလုံးပြန်ပြီးတော့အဆင်ပြေသွားလိမ့်မယ်ဒါဘလို့အဆင်ပြေသွားမလဲဆိုတော့ပုံမှန်တိုင်းဒါပျော်ပျော်ရွှင်ရွှင်တတရဖိုးဖွားမိဘဆွေမျိုးတာသမီတတော်ဝါလေးတောင်ပါသေးတယ်ကိုမှမွေးကြထားတဲ့ခွေးတွေကြောင်တွေအားလုံးတိုက်အတိုင်ဝန်းတစ်ခုလုံးอ่ะပေါ့နော်ပြန်ပြီးတော့ငြိမ်းချမ်းသွားမယ်ပြည်လည်သွားမယ်ပျော်ရွှင်ရမယ်ဆိုတဲ့နမိတ်နော်